အားလုံးပဲမင်္ဂလာပါညီမတို့မေကတော့ data ပါရဲ့လက်ရှိမှာ architecture engineering major မှာsecond year first sem တက်ရောက်နေကြောင်းသိရပါတော့အမေကိုရေးချင်တာလေarchitecture engineering ကိုရှုဖြစ်သွားတဲ့အကြောင်းရင်းကညီမအစားစေကတက်ဖို့စဉ်းစားတာပဲဒါပေမဲ့ကျောင်းလျှောက်တဲ့အချိန်မှာဒီကျောင်းမှာarchitecture engineering လည်းရှိတယ် environmental လည်းရှိရပေါ့နော်ပြီးတော့ doshi ပုံပါ smart city ပြီးတော့အများကြီးကွဲနေတယ်ပေါ့နော်ဒါပေမဲ့ညီမက building structure ဘိုင်းကိုပို့ပြီးတော့သွားချင်တဲ့အတွက်ကြောင့်ဒီကိစ္စကိုလုပ်ရတာ我今嘛长得不是古的啊，我你嘛就也များရဲ့နေရာမှာမနေချင်ဘူးပေါ့နော်အဲ့ဒါကြောင့်လို့ညီမကျောင်းတက်မယ်ဆိုရင်လူနေနေပါလူနေဆိုးထက်တော့လူနေတဲ့နေရာပေါ့နော်ဘူဆန်မှာညီမကျောင်းတက်ဖို့စိတ်ကူတယ်ပေါ့ပြီးတော့ဘူဆန်ဆိုလို့ရှိရင်တခြားဘက်ကပြည်ရညဖြစ်ရမယ်ကွာဆိုတော့ engineering နဲ့ပြင်မှာလည်း reputation ရှိတဲ့အကြောင်းဆိုတော့အဲ့ဒါကြောင့်မလို့ညီမဘူဆန်နဲ့ပြည်ရညဖြစ်သွားပါရဲ့လို့ဘာလို့ဆိုင်ညီမမကြောက်ပါမြန်မာကတော့ညီမတယောက်တည်းဟိုဒါပေမဲ့တခြားဝယ်ကူကင်းတငယ်ချင်းတွေရောရှိတယ်ဒါပေမဲ့အများကြီးတော့မရှိဘူးညီမတို့မိသားကနည်းနည်းဝယ်ကူကင်းနေမိသားရဲ့မှာပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကာကြီးကိုရီးယားနေကိုရီးယားတငယ်ချင်းတွေနဲ့ပေါင်းဖြစ်တယ်အကျစီးဖြစ်အောင်နေရပေါ့နော်ဘလို့ချိန်ကတော့ညီမစီမှာညီမအလုံးမနိုင်ဆိုရှင်မှာစီးမှာနေနေwhite တုံးတော့လုတ်ဖြစ်နေရပေါ့နော်ကျွန်တော်ကတော့ညီမအပြင်တနန်းရယ်ပြီးတော့language ပိုင်းပေါ့နော်အလောက်ပဲညီမလုတ်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ညီမ pressure ကနည်းနည်းစာများရဲ့အတွက်ကြောင့်မလို့အရန်ကြီးရောကို pressure များရပြီးတော့မလုတ်ဖြစ်သေးပါဘူးရှင်တဘောကြရဲ့အချက်ဆိုရင် facility တဘောကြရဲ့ပြီးတော့အခုဆိုလို့ရှိရင်လည်းစကြည့်ကမ်းပါတော့ရော်လမ်ရှိကိုလည်းပြန်ပြင်လိုက်တယ်ပေါ့နော်ညီမအိမ်မှာစားလို့ရတာတဲ့ရော်လမ်ရှိမှာစားလို့ရတာလည်းပိုသဘောကျရတယ်လို့အခုဆိုရင်တော့ဆေးရွက်တို့ဆိုတော့ငါနှလုံးက comfortable ဖြစ်တယ်ပြီးတော့ညီမဌာနပေါ့နော်ဌာနဟိုprofessor ရလည်းအရန်ကိုဝယ်ကူးကြီးကိုဟင်းဆိုင်ပြီးရပေါ့နော်အဲ့အတွက်ကြောင့်ဟိုကြာပါတယ်လေအားကြရောအိမ်မှာစားလို့မရရပါတယ်အိမ်မှာစားလို့ရှိရင်အိပ်ပျော်သွားရပေါ့နော်အဲ့အတွက်ကြောင့်မလို့လုံးဝဒီ part time အချိန်နဲ့ဒီစာတင်ချိန်ကြီးပေါ့နော်အပုံညှိပြီးတော့ညီမဂျားချိန်နေပေါ့လို့ပျော်လည်းမရှိဘူးသွားရပေါ့နော်ဆောက်ဖက်ခံအဓိကတော့ဒီဆေးရွက်တို့ဆော်ကွမ်းပေါ့ဆေးရွက်တို့ဆော်ကွမ်းတော့ဖြစ်တယ်အဲ့ရနှလုံးမှာအမြဲစားလို့ဖြစ်တယ်ပြီးရင်ကိုနောက်လာမကြောက်စားရတော့ပေါ့နော်အဓိကတော့ကျောင်းသားက fair ဖြစ်တာပေါ့လို့လုံးဝကြီးဒါတင်နေပေါ့နော် recommend တော့ပေးတယ်ပြီးတော့ကိုကဥမာညီမက engineering ဌာနမှာနေနေတာဆိုတော့ဥမာ literature နဲ့ပတ်သက်ပြီးတော့ညီမကအများကြီးမသိမိမဲ့ engineering ကိုလာချင်တဲ့နောက်ကျောင်းသားကျောင်းတွေရှိလို့ရှိရင်နည်းနည်း engineering က pressure လည်းရှိရခက်တဲ့အတွက်ကြောင့်မလို့တင်ချပဲဖြစ်ဖြစ် physics ပဲဖြစ်ဖြစ်နဲ့ကိုကကျောင်းမတက်ခင်မှာကြိုတင်ပြင်ဆင်လာရမျိုးပေါ့ပြီးတော့ language ကိုလည်းlanguage barrier က language barrier ဆိုပေမဲ့လို့ဒီ engineering term တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်နည်းနည်းလေ့လာရပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးဆိုရင်တော့ကိုကဒီ engineering department တွေမှာနေရတာကအရန်ကိုအထောက်အကူဖြစ်တယ်လို့ညီမတို့မြင်ပါတယ်အဲ့တော့ president ရှိမယ် vice president ရှိမယ်ပေါ့နော်သူ့ရဲ့လက်အောက်မှာပဲညီမတို့ CEC team ရှိမယ်ပေါ့နော်central exclusive နေနေရှိမယ်ပေါ့နော်အဲ့မှာညီမတို့ team က၄ခုဖွဲ့ထားတယ် info team ရှိမယ်digital ဘိုင်းတောင်းဝင်ထားတဲ့ team ရှိမယ်ပေါ့နော်ပြီးတော့ဒီကျောင်းသားတွေရဲ့ပျော်ပွဲရှင်ဟိုရတော့ပေါ့နော်အဲ့အတွက်ကို event organization team ရှိမယ်ပေါ့နော်ပြီးတော့ finance ပေါ့ဒီ team လေးကိုကနေပြီးတော့ညီမတို့ဒီညီမကျောင်းသားရဲ့ချင်းထိတွေ့ရင်းနှီးထိတွေ့ဆက်ဆံနိုင်အောင်လို့ရပြီးတော့ဒီကျောင်းသားရဲ့အတွက်အကူအညီအများကြီးအောင်လို့ညီမတို့ကဒီ alumni association မှာဒီ CEC exclusive ပေါ့နော်ဒါကိုထပ်ဖွဲ့ပြီးတော့ပေါ့နော်ဒီကျောင်းသားတွေနဲ့အတူအမြဲရှိနေပါရဲ့လို့ညီမကျောင်းတက်ရတာပြောလားဆိုတော့ရုရှားလည်းရှိနေမယ်လို့ပြောရလို့တော့ပြောလို့ရတယ်ဘာလို့လဲဆိုတော့လက်ရှိမှာလည်းညီမကCEC ချင်းမှာလည်းရှိနေတဲ့အတွက်ကြောင့်မို့အဓိကတော့အကူအမကြီးအများကြီးနေ
ရင်းနှီးသွားရပေါ့ရင်းနှီးပြီးတော့ညီမကပုံမှန်ဆိုရင်တယောက်တည်းနေရနေပြီးတော့နောက်ဘာရှိတစ်မျိုးခုန်ထွက်သွားတဲ့ပုံစံပေါ့နော်အဲ့လိုညီမအလောတယ်ရောအမားရဲ့အကိုကြီးနဲ့သွားရတော့အရင်ပျော်နေပါတယ်လို့